K-pop လောကမှာအကကောင်းတဲ့သူတွေအများကြီးရှိလူချောတဲ့သူတွေဒုနဲ့တွေရှိဒါပေမဲ့မျက်လုံးမှိတ်ပြီးနားထောင်လိုက်ရုံနဲ့ဒါဘသူလဲဆိုတာတန်းသိစေတဲ့အတန်မျိုးကတော့ရှားပါတယ်အဲ့ဒီရှားပါတဲ့ရွှေရောင်တန်ပိုင်ရှင်ကတော့လူစည်းပါသူ့ရဲ့တန်ကထူးဆန်းတယ်ပျော်ရွှင်စရာတခြင်းဆိုရင်တော့သူ့အတန်ထဲမှာဆွေးမြင့်မှုတစ်ခုကအမြဲတမ်းကပ်ပါနေတယ်။အားကြောင့်လဲ။အားကြောင့်သူ့အတန်ကလူတွေကိုဒီလောက်လွမ်းဆွေးစေတာလေ။ဖြေကတော့အဲ့ဒီအတန်ပိုင်ရှင်ကိုယ်တိုင်ကချီးချမ်းမှုတွေနဲ့ကြီးပြင်းလာခဲ့ရလို့ဒီနေ့ဩစတြေးလျကောင်းကင်အောက်ကနေကိုရီးယားမြေအောက်ခန်းစီရောက်လာပြီးကိုယ့်ရဲ့ကလေးဘဝကိုဂီတနဲ့လဲခဲ့တဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။ရိုဇေးရဲ့မူလနာမည်ကရိုဇန်ပတ်ပါ။နယူးဇီလန်နိုင်ငံမှာမွေးဖွားခဲ့ပြီးဩစတြေးလျနိုင်ငံမှာကြီးပြင်းခဲ့တဲ့ကိုရီးယားမှာလေးပေါ့။သူ့ရဲ့ဘဝကရိုးရှင်းပါတယ်။ကျောင်းသွားမယ်။ကြားကြောင်းတက်မယ်အိမ်ပြန်ရောက်ရင်ပီယနိုတီးမယ်ဂီတာတီးမယ်ဂီတဆိုတာသူ့ရဲ့အသက်ရှူတန်ပါဒါပေမဲ့2012ခုနှစ်မှာကကြမအလှည့်ပြောင်းဖြစ်လာခဲ့တယ်။ဝန်ဂျီကဩစတြေးလျမှာ audition လာခေါ်ခဲ့တယ်။သူ့အဖေကသူ့သမီးညာတိုင်းအော်ဆိုနေတာနားကြီးလို့သွားပြန်ခိုင်းလိုက်တာလို့ပြောဖို့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲကနောက်ပြောင်စရာမဟုတ်ပါဘူး။ပြိုင်ပွဲဝင်ပေါင်း900ကျော်ရှိပါတယ်။အဲ့ဒီ900ထဲမှာ15နှစ်ရွယ်ကောင်းမလေးတစ်ယောက်ကနံပါတ်1ရပြီးရွေးချယ်ခံလိုက်ရတယ်။900ပုံတစ်ပုံဆိုတာဖြစ်ထောင်ဖြစ်ခဲ့အခွင့်အရေးပါ။ဒါပေမဲ့စူကြီးကဘာလဲ။စူကြီးကတော့မိသားစုကိုဆွန့်ခွာပြီးကိုရီးယားကိုတယောက်တည်းလိုက်သွားရခြင်းပါ။အသက်15နှစ်ရွယ်ကလေးတစ်ယောက်အတွက်မိန်းနဲ့ခွဲရတယ်ဘလောက်ခက်ခဲမလဲ။ကိုရီးယားကိုရောက်တော့သူထင်တယ်လို့ပြောစရာမဟုတ်ခဲ့ပါဘူး။ trainee ဘွားဆိုတာရက်ဆက်ပါသူကကိုရီးယားစကားနဲ့တိတ်မကျွမ်းကျင်ညီချင်းမှုနဲ့စိမ့်သက်နေတဲ့နေရာမှာတယောက်တည်းဖြစ်နေခဲ့လူစည်းဟာညရောက်တိုင်းဩစတြေးလျကတွေ့ရင်ကိုလွမ်းလို့ငိုခဲ့ရတဲ့ညတွေမနေပါဘူး။ငါဆုံးဖြတ်ချက်ကမှန်ရင်လားငါအိမ်ပြန်တင်တာဆိုတဲ့အတွေ့အကြုံတွေနေတိုင်းဝင်အဆိုးဆုံးကတော့ main ပူကဲဆိုတဲ့ဖိအားပါပဲ။ဝန်ကြီးရဲ့အတန်ဆိုတာ unit ဖြစ်ရ power ရှိရသူ့အတန်ကိုပြိတ္တကလက်ခံပါမလားဆိုတဲ့စိုးရင်စိတ်ကသူ့ကိုအမြဲနှိမ့်ဆက်နေခဲ့သူပြောခဲ့တာရှိတယ်။사람이됐으면좋겠다.흔들리지 않고ဒါဟာစစ်မှန်တဲ့အတစ်တယောက်ရဲ့ခံစားချက်ပါဒါပေမဲ့ရူဇေးကဗန်းပွင့်တစ်ပွင့်လိုပါပဲမုံတိုင်းထန်လေးပိုလှလေးပါပဲလက်ပဲအောင်မြင်လာတဲ့အခါသူ့ရဲ့အတန်ကအဖွဲ့ရဲ့ identity တစ်ခုဖြစ်လာခဲ့တယ်ကိုချဲလာမှလေတိုက်လို့စပင်းနေလွတ်နေတချင်းဆိုနေတဲ့ပုံစံလေးဒါပေမဲ့သူ့ရဲ့ကြီးမားသောအောင်မြင်မှုကတော့သူ့ရဲ့ဆိုလိုခီးစဉ်ပါပဲ on the ground တချင်းထဲမှာသူပြောခဲ့တယ်ငါကောင်းကင်ဘော်ကိုရောက်ဖို့ကြိုးစားခဲ့ပြီတကယ်လိုအပ်တာတွေကမြေကြီးပေါ်မှာရှိနေပါလားတဲ့သူ့ရဲ့အောင်မြင်မှုကိုသူ့ရဲ့မိသားစုနဲ့လဲလှယ်ခဲ့ရတယ်ခံစားချက်ကိုဖွင့်ချလိုက်တာပါအခုနောက်ဆုံးထွက်ထားတဲ့ Bruno Mars နဲ့တွဲဆိုထားတဲ့ဒီပေါ်တမိုင်းမှာမရှိဘူးတဲ့ကြီးမားတဲ့အောင်မြင်မှုပါပဲဘေဘုံမှာစံချိန်တွေချိုးပြတ်နေပြီးကဘာကျော်စတားတွေကတော့သူ့ရဲ့တခြင်းကိုလိုက်ဆိုနေကြတယ်တစ်ချိန်ကအခန်းချင်းလေးထဲမှာဂီတာတီးနေတဲ့ကောင်မလေးဟာအခုတော့ဂီတလောကရဲ့ထိပ်ဆုံးကိုရောက်နေပါပြီရိုဇေးရဲ့ဘဝကကျွန်တော်တို့ကိုဘာတွေသင်ပေးလဲကြီးမားတဲ့အိမ်မက်တိုင်းမှာကြီးမားတဲ့ပေးဆက်မှုဆိုတာရှိတယ်ဆိုတာပါပဲသူဂီတဘယင်မဖြစ်လာဖို့အတွက်သူ့ရဲ့ကလေးဘဝကိုပေးဆက်ခဲ့ရတယ်မိသားစုနဲ့ဝေးကွာခြင်းကိုရင်းနှီးခဲ့ရတယ်ဒါပေမဲ့သူနောင်တမရခဲ့ပါဘူးခင်ဗျားကောင်ကိုချစ်တဲ့အရာတစ်ခုအတွက်ဘာတွေပေးဆက်ရဲတယ်လဲထိကျက်မှုကိုရင်ဆိုင်ရတဲ့တတိရှိမှရိုဇေးလိုမျိုးကိုယ်ပိုင်အတန်ကိုရှာတွေ့နိုင်မှာပါဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့ရဲ့ Golden Voice လေးရှေ့ဆက်မဲ့ခီးလန်းကိုအားပေးရင်နောက်တစ်ပတ်မှပြန်တွေ့ကြမယ်ဗျာ